ဗီဒီယိုမှာပြပြပေးချင်တာကတော့ကိုကဆွဲပြီးသားဒီဇိုင်းနေပေါ်မှာပြန်ပြီးတော့ edit လုပ်ချင်တာဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးတော့ဆွဲထားတဲ့ငကို site ကကြတော့၄ပေ2ပေခွဲ site ပါအဲ့ဒီနေရာမှာကိုက site ကိုပြန်ချိန်ပါမယ် image site ကိုခေါ်ပြီးတော့ကိုလိုချင်တဲ့ site ကိုတစ်ဖက်မှာရိုက်ထည့်ပြီးတော့အခုလိုမျိုးလေးချိန်ပေးလိုက်ပါမယ် image site လေးကိုချိန်ပြီးဆိုလို့ရှိရင် canvas site ကိုထပ်ခေါ်ပြီးတော့နောက်တစ်ဖက်မှာကိုက2ပေကိုလိုချင်တာမို့လို့24လက်မှာပြန်ပြီးတော့ပြောင်းလိုက်ပါမယ်ပြောင်းလိုက်ပြီဆိုတာနဲ့အစဉ်ဖြည့်သွားပါပြီအခုကိုကဒီလောက်ထားပြီးသား file ကို3ပေ2ပေအနေနဲ့ပြန်ပြီးတော့ backup အနေနဲ့ပြန်ပြီး save as လောက်ထားပါ save as လည်းလောက်ထားပြီးဆိုလို့ရှိရင်အခုဒီမှာဖြတ်ချင်တာတွေကိုဖြတ်ပြီးလို့ရှိရင်အခုဒီမှာမြင်နေရတဲ့စာလေးတွေကိုနေရာပြန်ပြီးတော့ချပေးပါမယ်ဒါလေးကိုခေါ်လိုက်ပါမယ်ခေါ်ပြီးလို့ရှိရင်အခုအလဲကစာလေးတွေကိုချိန်ချင်တာမို့လို့စာလီယာ3ခုကိုပဲဆက်လက်မှတ်ပြီးတော့ control တင်နေပြီးတော့ဆွဲကြည့်ပေးလိုက်ပါမယ်ဆွဲကြည့်ပေးပြီးတော့အောက်မြောက်လေးကိုပဲနှိပ်ပြီးအခုလိုမျိုးလေးဆွဲချပေးလိုက်ပါပြီးတာနဲ့ဒီအောက်မှာရှိတဲ့ design layer လေးကို group လေးလုပ်ပေးပြီးတော့သူ့ကို control J နဲ့ copy ပွားပြီးတော့အပေါ်ဘက်ကတောင်းသားလေးမှာ transform နေပြီးတော့ reflect ပြန်လုပ်ပြီးတော့တောက်ဘက်လေးမှာကတ်ထားပြလိုက်ပါမယ်ကတ်ထားပြီးပြီဆိုလို့ရှိရင်ကိုယ်စိတ်ကြိုက် design လေးဖြစ်ပြီးဆိုတာနဲ့တစ်ဆက်တည်းမှာပဲစလုံး font လေးတွေကိုလည်းနည်းနည်းလေးပြန်ပြီးတော့ပြင်ဆင်လိုက်ပါမယ်ပြင်ဆင်ပြီးပြီဆိုလို့ရှိရင်เนาะစိတ်ကြိုက်ဖြစ်ပြီးဆိုရပါပြီဒီဗီဒီယိုလေးကတင်းသွားအကျိုးရှိတယ်ဆိုရင်တခြားသူတွေတည်သွားရအောင်လည်းမျှဝေပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်တခြားသိချင်တာလေးတွေရှိရဆိုလို့ရှိရင်လည်းအောက်က comment မှာမှန်ခက်ပေးလို့ရပါတယ်ရှင်